ကဲ့အားလုံးပဲမင်္ဂလာပါဗျာအခုတင်ဆက်ပေးမှာကတော့အေယာဝတီတိုင်းငပူတော်မြို့နယ်လေးကဖြစ်ရမှန်ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဇလန်းလေးမစခင်အသစ်တင်တိုင်းသိရဖို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်အေယာဝတီတိုင်းငပူတော်မြို့ကဖြစ်ရမှန်တရေဇလန်းငပူတော်မြို့ဟာအေယာဝတီတိုင်းရဲ့ငါးဖမ်းကြီးရွာတွေနဲ့ကြော်ကြားတဲ့မြို့တစ်မြို့ဖြစ်ပြီးဒီမြို့ရဲ့အနီးကတရေကတော့ခံရတဲ့ဖြစ်စဉ်ဟာဒေတာခံတွေကြားမှာနှစ်ပေါင်းများစွာပြောဆိုခံခဲ့ရပါတယ်ဒီအဖြစ်အပျက်ကိုမြင်ဘူးသူတွေကသက်သေခံပြီးယနေ့ထိတိုင်လူအချို့ကကြောက်ရွံ့နေစေဖြစ်ပါတယ်ဇလန်းအစ2008ခုနှစ်လောက်ကငပူတော်မြို့နယ်ရွာတန်းကြီးကျေးရွာအနီးမှာညဘက်ငါးဖမ်းထွက်တဲ့လူငယ်တစုဟာမြစ်ကမ်းဘေးကအဖြူရောင်မျိုးသမီးရုပ်တစ်ခုကိုမြင်ခဲ့ကြပါတယ်အဲ့ဒီအမျိုးသမီးဟာရေစက်နားမှာငိုနေတယ်လို့မျိုးထိုင်နေပြီးလူငယ်တွေချင်းကပ်မေးမြန်းတဲ့အခါရုတ်တရက်ပျောက်သွားခဲ့တယ်လို့ဆိုပါတယ်ကြောက်စရာဖြစ်ပျက်များတပျောက်ဆုံးသွားတဲ့ငါးဖမ်းသမားဒီအဖြစ်အပျက်နဲ့ဆက်ပြီးနောက်တစ်ပတ်အတွင်းမှာပဲညဘက်ငါးဖမ်းထွက်တဲ့ကြေးရွာသား2ယောက်ပျောက်သွားခဲ့ပါတယ်သူတို့ရဲ့လှေကိုသာမြစ်ကမ်းမှာတွေ့ရပြီးခန္ဓာကိုယ်တွေကို3ရက်ကြာမှမြစ်အောက်ဘက်ကစုံတန်းတစ်ခုမှာတွေ့ခဲ့ရပါတယ်ထူးဆန်းတာကသူတို့ရဲ့မျက်နှာတွေမှာအကြောက်တရားနဲ့ယူသွနေတဲ့ပုံစံဖြစ်နေပြီးလက်ချောင်းတွေကသူတို့ရဲ့လည်ပင်းကိုကုတ်ဖက်ထားသလိုအနာတွေရှိနေတယ်လို့ဆိုပါတယ်နေ့ညဘက်မီးမျောများအဲ့ဒီနေရာနားမှာညဘက်တွေမှာအနီရောင်မီးမျောတွေမကြာခဏပေါ်လာတတ်ပြီးလှေနဲ့ချင်းကပ်ကြည့်တဲ့အခါဘာမှမတွေ့ရတော့ဘူးလို့ဒေတာခံကဖမတွေကပြောပါတယ်တချို့ကလည်းမီးမျောအနီးကိုရောက်တဲ့အခါရေထဲကနေအတန်ကျဲကျဲနဲ့ရေတံတွေကြားရတယ်လို့ဆိုကြပါတယ်သုံးကလေးတွေကိုဖမ်းတယ်ဆိုတဲ့အစင်လာကြေးရွာထဲမှာရှေးတုန်းကလေးကရေနက်သမီးဆိုတဲ့အယူအဆရှိပြီးသူမဟာကလေးတွေကိုဖမ်းယူတတ်တယ်လို့ရိုးရာယုံနှံတွေမှာပြောကြပါတယ်ဒါကြောင့်ကြေးရွာသားတွေကညဘက်ကလေးတွေကိုမြင်နာမှာမကစားခိုင်းကြပါဘူးဒေတာခံတွေရဲ့တုံ့ပြန်မှုမှာဒီအဖြစ်အပျက်တွေကြောင့်ကြေးရွာသားတွေကအဲ့ဒီနေရာမှာဗုဒ္ဓဘာသာနဲ့နတ်ပူဇော်ပွဲတွေလုပ်ပြီးစိတ်ငြိမ်းချမ်းအောင်ဆောင်ရွက်ခဲ့ကြပါတယ်ဒါပေမဲ့တချို့ငါးဖမ်းသမားတွေကယနေ့ထိအဲ့ဒီနေရာကိုညဘက်ရှောင်ကျဉ်ကြစေဖြစ်ပါတယ်ဒီဖြစ်ရဟာငပူတော်မြို့နယ်မှာနာမည်ကြီးပြီးတချို့ကအမှန်တကယ်တရေတစီနဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ကြပေမဲ့တချို့ကလည်းရေစီးကြောင်းအန္တရာယ်တို့တိရစ္ဆာန်ရိုင်းတွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒါပေမဲ့ဒီဇလန်းဟာအေယာဝတီတိုင်းရဲ့ထူးဆန်းတဲ့တရေဝင်နေရာတစ်ခုအဖြစ်ကြော်ကြားနေစေပါမှတ်ချက်ဒီဇလန်းကိုငပူတော်မြို့နယ်ကဒေတာခံတချို့ထံမှအချက်လက်ယူပြီးရေးသားထားခြင်းဖြစ်ပါတယ်ဖတ်ရှုသူများစိတ်ကြောက်ရွံ့မှုမဖြစ်စေရန်သတိထားပေးပါဟုတ်ကဲ့ပါဗျဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးဗျ